လင်းနာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။ तू ကအသက်32နှစ်အရွယ်ရှိပြီးတော့မှအိမ်ထောင်မရှိသေးဘူး။ तू ကအမှန်တရားကိုပုပ်ပွလင်းလင်းပြောတတ်တဲ့အကျင့်ရှိပြီးတော့မှတက္ကသိုလ်ကျောင်းသူဘဝတုန်းက तू က philosophy major ကိုယူခဲ့တယ်။လူအခွင့်အရေးလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်တယ်။ပြီးတော့မှနျူကလ িয়ার လက်နက်မပြန့်ပွားရေးဆန္ဒပြပွဲတွေမှာလည်းတက်ကြွစွာပါဝင်ခဲ့တယ်။ဟုတ်ပြီဒါလင်းနာရဲ့အကြောင်းဖြစ်တယ်။ဒီလင်းနာရဲ့အကြောင်းကိုကြည့်ပြီးတော့မှလင်းနာဟာဘာအလုပ်ကိုလုတ်ကင်နေလဲဆိုတဲ့ပေါ့နော်သူ့ရဲ့အလုပ်ကိုခန့်မှန်းတဲ့မိကွန်းလေးနှစ်ခုထဲကတစ်ခုကိုရွေးအောင်ပထမဖြစ်နိုင်ခြေကဘာလဲဆိုတော့လင်းနာကဘန်စီမတယောက်ဖြစ်တယ်လို့ပြောတယ်ပြီးတော့ဒုတိယဖြစ်နိုင်ခြေကလင်းနာကဘန်စီမတယောက်ဖြစ်ပြီးတော့မှတပြိုင်တည်းမှာအမျိုးသမီးဆိုင်ရာအခွင့်အရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ activist တယောက်ဖြစ်တယ်ဟုတ်ပြီဒီဖြစ်နိုင်ခြေနှစ်ခုထဲမှာလင်းနာရဲ့အလုပ်အကန့်ဖြစ်နိုင်ခြေကိုကျွန်တော်ရွေးကြည့်အောင်เนาะဝါသနာပါတယ်ဆိုရင်အဖြေကိုထင်တဲ့အဖြေကိုအောက်မှာcomment မှာဖြည့်ခဲ့နိုင်တယ်เนาะဒီမေးခွန်းလေးကို Linda problem လို့ခေါ်ပြီးတော့မှဒီ psychologist ပေါ့เนาะ Daniel Kahneman နဲ့ Amos Tversky လို့ခေါ်တဲ့ psychologist နှစ်ယောက်ကတီထွင်ခဲ့ပြီးတော့မှလူတွေကိုသူကလိုက်ပြီးတော့မှမေးခဲ့တယ်ဒီမေးခွန်းလေးကိုသူတို့ကလိုက်ပြီးတော့မှလူတွေကိုမေးတဲ့ချိန်မှာလူအားလုံးရဲ့85ဒါမှ90ရာခိုင်နှုန်းကလင်းနာကဗန်စီမှာဖြစ်ပြီးတော့မှအမျိုးသမီးဆိုင်ရာအခွင့်အရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့လူဖြစ်တယ်ဆိုတဲ့ဒုတိယဖြစ်နိုင်ခြေကိုသူတို့ကရွေးကြတယ်เนาะအားလုံးလို့ဒါပေမဲ့တကယ်တော့ဒါကမားတဲ့အဖြေတစ်ခုဖြစ်တယ်เนาะတကယ်လို့မိတ်ဆွေလည်းဒီဒုတိယဖြစ်နိုင်ခြေကိုရွေးတယ်ဆိုရင်ဒါကမားတဲ့အဖြေတစ်ခုဖြစ်တယ်ဘာလို့လဲဆိုတော့ဒါကို conjunction fallacy လို့ခေါ်ပြီးတော့မှဒီ logic မှာပေါ့နော်ဒီ logic နဲ့ probabilistic theory တွေကိုကြည့်လိုက်မယ်ဆိုရင်ဖြစ်နိုင်ခြေတပြိုင်တည်းမှာအရာနှစ်ခုပေါင်းစပ်ထားတဲ့အရာကတစ်ခုတည်းရဲ့ဖြစ်နိုင်ခြေတဲ့ပိုနေတယ်ဆိုလိုတဲ့သဘောတရားကလူတစ်ယောက်ကဗန်စီတစ်ယောက်ဖြစ်တယ်ဆိုတဲ့ဖြစ်နိုင်ခြေကလူတစ်ယောက်ကဗန်စီတစ်ယောက်ဖြစ်ပြီးတော့မှတပြိုင်တည်းမှာပဲအမျိုးသမီးလှုပ်ရှားမှုတွေပါဝင်တယ်ဆိုတဲ့ဖြစ်နိုင်ခြေနှစ်ခုကိုပေါင်းစပ်ထားတာတဲ့ဖြစ်နိုင်ခြေတစ်ခုတည်းကပို့ပြီးတော့မှဖြစ်နိုင်ခြေပိုများတယ်ပေါ့နော်ဆိုတဲ့သဘောတရားက probabilistically ပို့ပြီးတော့မြင်တယ်အဲ့တော့လင်းနာဆိုတဲ့ကောင်မလေးအမျိုးသမီးကဗန်စီမတယောက်ဖြစ်တယ်ဆိုတဲ့ဖြစ်နိုင်ခြေကသူကတစ်ချိန်တည်းမှာဗန်စီမဖြစ်ပြီးတော့မှအမျိုးသမီးလှုပ်ရှားမှုတွေမှာလည်းပါဝင်တယ်ဆိုတဲ့နော်တပြိုင်တည်းမှာနှစ်ခုဖြစ်ဖို့ကပို့ပြီးတော့မှအရန်ဖြစ်နိုင်ခြေအရန်နေတယ်အဲ့ဒါကို conjunction fallacy လို့ခေါ်တယ်ဒါဆိုရင်ဘာဖြစ်လို့လူတွေကလင်းနာကဗန်စီမဖြစ်ပြီးတော့တပြိုင်တည်းမှာပဲအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေမှာပါဝင်တယ်လို့ရွေးကြလဲဆိုတော့လင်းနာအကြောင်းပြောတဲ့သူ့ရဲ့ story အကြောင်းဖြစ်တယ်ဒီ story ကိုဖတ်လိုက်မယ်ဆိုတော့လင်းနာရဲ့ပေါ့နော်ဒီဖြစ်နိုင်ခြေကိုအသေးစိတ်ပြောပြတာကိုကျွန်တော်တို့ဖတ်ထားတဲ့ခါကျတော့ကျွန်တော်တို့ပေါ့နော်ဒီဟာကိုကျွန်တော်ဖြေတဲ့ခါမှာကျွန်တော်တို့ရဲ့ logic တွေပေါ့နော်စဉ်းစားဆင်ခြင်ဉာဏ်တွေကဝေဝါးသွားပြီးတော့မှပေါ့နော်ဒီ storytelling လို့ခေါ်တယ်လင်းနာအကြောင်းဆိုတဲ့ story မှာပဲကျွန်တော်တို့ကမျောပါသွားတယ်ဒါဆိုဒါကဘာဖြစ်လို့နော်အရေးပါတာလဲ so what နော်ဒီလင်းနာ problem ကဘာဖြစ်လို့ကျွန်တော်တို့နဲ့ဆိုင်တာလဲကျွန်တော်တို့လူတွေအတွက်ဒါများပါထူးခြားလို့လဲပေါ့နော်တကယ်တော့ဒါထူးခြားပါတယ်ဒီနေ့ခေတ်မှာနော်နိုင်ငံရေးသမားတွေစီးပွားရေးသမားတွေကကျွန်တော်တို့ကိုတခုခုနော်ရောင်းတော့မယ်ကျွန်တော်တို့ကိုတခုခုလိန်တော့မယ်ယုံစေခြင်းပြီဆိုတော့သူတို့က story လေးတွေပြောကြတယ်အဲ့မှာသူတို့ပြောတဲ့ story တွေမှာကျွန်တော်တို့မျောပါတဲ့ခါကျတော့တကယ်နောက်ွယ်မှာဖြစ်နိုင်ခြေတွေကိုကျွန်တော်တို့စဉ်းစားတတ်တဲ့ logic အပိုင်းတွေကျွန်တော်တို့အားနည်းသွားတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ခေတ်မှာနိုင်ငံရေးသမားတွေက story တွေပြောကြတယ် detail တခုခုဒါကဘာဖြစ်တယ်ညာဖြစ်တယ်ပြောတဲ့အချိန်မှာကျွန်တော်တို့က logically ပေါ့နော်ကျွန်တော်ရဲ့စဉ်းစားဆင်ခြင်ဉာဏ်တွေက down ဖြစ်သွားပြီးတော့မှကျွန်တော်တို့ကအလိန်ခံရနိုင်များတယ်ဒါကြောင့်မို့ဥပမာစီးပွားရေးပိုင်းမှာဆိုရင် iPhone ကုမ္ပဏီတွေကဒီ iPhone ကိုသုံးစွဲသူတွေဟာ cool ဖြစ်ပြီးတော့မှအောင်မြင်တဲ့လူဖြစ်တယ်ဆိုတဲ့ story တွေကိုကျွန်တော်တို့ပြောတယ်ဒီ Rolex နာရီတွေကိုပတ်တဲ့လူကအောင်မြင်တဲ့လူတွေအောင်မြင်တဲ့နော်အားကစားသမားတွေအောင်မြင်တဲ့ချမ်းသာတဲ့ရုပ်ရှင်တရုပ်ဆောင်တွေဖြစ်တယ်ဆိုတဲ့ story ကိုတစ်ချိန်လုံးပြောနေတဲ့ခါကျတော့ကျွန်တော်တို့ကဒါကိုယုံပြီးတော့မှကျွန်တော်တို့ရဲ့ logical thinking တွေကနော်မလောက်ရှားနိုင်မသုံးပြနိုင်တော့ပဲねကျွန်တော်တို့ကဒီ story တွေကိုကျွန်တော်ယုံလေးရှိတယ်အဲ့ဒါကြောင့်မို့ဒီနေ့ခေတ်မှာတယောက်က story တစ်ခုလာပြောပြီးတယောက်က
တခုခုအကြောင်းတွေစီကပတ်ကုန်းအသေးစိတ်လာပြောပြီးဆိုတာ ਨੇ ကျွန်တော်တို့ကသတိထားပြီးတော့မှဒီနေရာမှာเนาะဒီ Linda problem လို့ခေါ်တဲ့ဟာလေးကိုကျွန်တော်တို့သတိရကြည့်ပြီးတော့မှသတိနဲ့နေကြည့်အောင်လို့ဒီနေရာမှာကျွန်တော်နည်းနည်းပြောချင်ပါတယ်